so ဒီနေ့တော့ကျွန်တော်တို့ဒီ ID card တစ်ခုဒီအခုလက်ရှိပြထားတဲ့ ID card ပုံစံတစ်ခုလုပ်သွားကြည့်အောင်နော် so တော့ကျွန်တော်တို့ဒီပုံစံရအောင်ကျွန်တော်တို့ဘာအစားလုပ်မလဲဆိုတော့ find new ပြင်ဖွင့်လိုက်မယ်နော် find new ကနေ site ကကျွန်တော်အခု 2.5 အကျယ်က 2.5 နဲ့4လက်မလောက်ပေါ့နော် inches ကိုရွေးထားတယ် downline ကိုယူထားတယ် resolution 300လောက်ထားလိုက်မယ် okay ကျွန်တော်တို့ downline ကတ်ကိုလိုချင်လို့ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာကဒီပုံကိုဒီလိုအကွေးလေးဖြစ်သွားအောင်ဘယ်လိုလုပ်မလဲဆိုတော့စလုပ်ကြည့်အောင် background လေးကိုဆိုတော့ကျွန်တော်တို့ဒီမှာ copy တစ်ခုပွားလိုက်မယ် background copy ပွားတဲ့အချိန်မှာကျွန်တော်တို့ဒီ layer ကို click ပြီးတော့ဆွဲလိုက်ရုံပဲเนาะဒီ new ဆိုတဲ့နေရာမှာbackground copy ဖြစ်သွားပြီပြီးတော့ကျွန်တော်ဒီအနောက်ကအောက်က background ကိုကျွန်တော်အနက်ရောင်ချဲထားမယ်ဒီတောင်ပေါ့နော်အနက်ရောင်ချဲထားမယ်ဆိုတော့ command delete ပေါင်းနေလိုက်ရင်လည်းဒီအောက်က background လေးကဒီထဲဝင်သွားမှာเนาะဒီမှာကြည့်ဒီ message ဖွင့်ပေးမှကြည့်လို့ရတယ်ဆိုတော့ဒီအဖြူရောင် background ကိုကျွန်တော်ခုနလိုအကွေးလေးဖြစ်အောင်เนาะတောင်းအကွေးဖြစ်အောင်ချိုးလိုက်မယ်ချိုးမယ်ဆိုတော့ဗာနဲ့ချိုးမလဲဒီမှာ rectangle tool ယူလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာထောက်ကြည့်မယ်နော် radius ဒီ radius ကိုကျွန်တော်က30လောက်ထားကြည့်မယ်30ထားပြီးတော့ဆွဲကြည့်အောင်30ဆိုရင်နည်းတယ်လို့ပဲနော်ဆိုတော့အဲ့ဒီ radius ကိုကျွန်တော်30နဲ့50လောက်ထားကြည့်နော်50နဲ့ထပ်ဆွဲကြည့်အောင် okay 98ထားလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီကောင်ကို selection ပေးလိုက်မယ်နော် make selection လုပ်လိုက်မယ်0 pixel feather ကို0 pixel ထားလိုက်မယ် okay select လုပ်လိုက်ပြီးတော့ကျွန်တော်တို့ကဖြတ်ချင်တာဒီ background ရဲ့ဒီအဖြူရောင်မလွှာကိုဖြတ်ချင်တာနော်အဲဒါကြောင့်ကျွန်တော်တို့ကအပြင်ဘက်ကအပိုင်းကိုဖြတ်ချင်တယ်အဲဒါကြောင့်ကျွန်တော်တို့ selection ကို inverse လုပ်လိုက်မယ် select inverse ပြီးတော့ဒီကောင်ကို select ထားပြီးတော့ delete နေလိုက်ရုံပဲနော် delete key နေလိုက်ရင်ပြတ်သွားပြီအနောက်က background ကိုမြင်နေရအနက်ရောင်မြင်နေရပြီနော်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ D select လုပ်လိုက်မယ် command D okay ဆိုတော့ဒီကောင်မလို့တော့ဒီ layer မလို့တော့နော်ဒီ rectangle layer မလို့တော့ဘူးဆိုတော့ကျွန်တော်ဆွဲဖြတ်လိုက်မယ်ဟုတ်ပြီ background အဖြူရောင်ရပြီဆိုတော့ non tab တစ်စင်ဒီကောင်ကိုဘယ်လိုလုပ်မလဲဒီကောင်ပြန်လုပ်ကြည့်အောင်နော်ဒီကောင်ကိုကျွန်တော်တို့ဒီကောင်နဲ့ size ဆွဲကြည့်အောင်နော် layer တစ်ခုယူလိုက်မယ် layer အသစ်တစ်ခုယူလိုက်ပြီးတော့ rectangle မှာ key tool နဲ့ယူလိုက်မယ်ပြီးတော့ rectangle ကျွန်တော်ဒီမှာပေတန်နဲ့တစ်ချက်တိုင်းကြည့်အောင်နော် 2.5 ကိုအလဲကျအောင်ဆိုရင်ကျွန်တော်တို့ဘယ်လိုယူရမလဲဆိုတော့ဒီမှာဒီကောင် control T လောက်လိုက်ရင်လည်းရနော် control T sorry ဒီ background layer control T လောက်လိုက်ရင်ဒီမှာအလဲမရှိအလဲမအောင်ပေတန်လာချလိုက်အောင်မယ်ဒါအလဲမဖြစ်သွားပြီဆိုတော့ဟောလဲအလဲမချထားလိုက်အောင်ဆို control T အဲ့ကောင်ကျွန်တော်က escape နဲ့ပြန်ဖြတ်လိုက်မယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ rectangle tool နဲ့ဒီလိုပုံရေးဆွဲလိုက်မယ်နော်လေချပြီဆိုတော့ပြတာ
ပြီးတော့ကျွန်တော်ဒီကောင် elliptical နဲ့ဒီကောင်ပြီး addition ပြီးတော့ဒီမှာထပ်ဆွဲလိုက်မယ်နော်ဆွဲတဲ့အချိန်မှာအခုကျွန်တော်ဆွဲလိုက်ပြီလို့ဆွဲလိုက်ရင်အကောင်ရွှေ့လို့ရအောင်ကျွန်တော် space bar တစ်ချက်နှိပ်လိုက်မယ် space bar နှိပ်လိုက်ပြီဆိုတော့ရွှေ့လို့ရအလုံးပြီးတော့ဒီကောင်လွတ်လိုက်မယ်ကိုကြိုက်တဲ့နေရာရောက်ပြီဆိုလွတ်လိုက်ပြီးတော့ဘယ်လောက်ဝိုင်းချင်လဲဝိုင်းချင်တဲ့ပုံမူတည်ပြီးတော့ဒီလို okay ရပြီဒီပုံစံထတော့ပြီဆိုရင်ကျွန်တော်တို့ဒီကာလာထည့်မယ်မရေးကြည့်ဒီကာလာလိုချင်တယ်ဒီကာလာကိုအတိုင်းကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ eyedropper သူယူပြီးတော့နော်အဲလေးလိုက်ပြီးတော့ဒီမှာတစ်ချက်ထောက်လိုက်ကာလာကတိတ်မတူအောက်ဘက်ဒီမျိုးပေါ်ဘက်ဒီမျိုးနော်ဆိုတော့ gradient နဲ့ထည့်ထားဘူးဒါပေမဲ့ဒီအောက်ကကာလာကိုယူလိုက်ယူပြီးတော့လည်းတော့ကြည့်လိုက် gradient tool ကိုဒီမှာကြည့်လိုက်ယူလိုက်နော်ပြီးတော့ကောင်ကိုဒီစင်းလေးယူလိုက်လိုက်မယ်ပြီးတော့ဒီကာလာရောက်နေပြီနော်ဒီလက်ကိုကျွန်တော်နည်းနည်းလေးချော့လိုက်တာလိုက်မယ်ဒီထဲကနေတော့မရအောင်နော်နည်းနည်းလေးချော့လိုက်ကာလာလေးလိုက်မယ်ဟုတ်ပြီ okay ဆွဲကြည့်လိုက်မယ်ဒီလိုချော့နည်းနည်းလေးချော့ဟုတ်ပြီဒီလောက်ဆိုဒီမှာကာလာတော့ကိုကြိုက်တာထည့်လို့ရအောင်နော်ပြီးစိုက်ကိုဒီထက်နည်းနည်းကြည့်အောင်မယ်ဒီလိုကြော်လောက်သွားချင်တယ်ဆိုရင်ရတယ် control T နဲ့ပြီးတော့ဒီလိုကြိုက်တဲ့လောက်ဆွဲချလို့ရအောင်နော်ချက်လို့ဆိုတော့ဒီမှာနည်းနည်းလေးမြင်ဖြစ်နေနော်ဒီကချက်ပြကြည့်ဘယ်လိုပြင်ချင်လဲဆိုတော့ဒီကောင် rectangle marquee ယူပြီးတော့ဒီကောင်ပုံနေရပိုင်းလေးဖြစ်နေကြဟုတ်ပြီဒီလိုနေလိုက်နော်ပြသွားပြီဆိုရင်ဒီဘက်ကတော့ကျော်ရောဒီဘက်လည်းကျွန်တော်ဟုတ်ပြီနည်းနည်းပုံနေပိုင်းလေးနေတယ်ပါနော်ဆိုတော့ဒီကာလာမရအောင်နော်ဒီကာလာကိုဘယ်လိုယူလိုက်မလဲဆိုတော့ချက်လိုက်လိုက်နော်ပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာကြည့်လိုက်ဒီတိုင်းယူလိုက်နော် copy လုပ်ထားလိုက်မယ်ဒီထည့်ချင်တော့ရအောင်ဒီကောက်ကိုဒီမှာတွားပြီးတော့ဒီကာလာနဲ့ထည့်လိုက် paste ဒီလိုဖြစ်နေနော် okay ဆိုတော့ဒီဆွဲကြည့်အောင်ကောင်းရင်ဆက်လက်ပါဒီကောင်ဘယ်လိုဆက်လက်မလဲဆိုရင် command နေပြီးတော့ control တို့မဟုတ် command နေပြီးတော့ဒီမှာ click လိုက်ဆက်လက်တော့အဲ့ဒီမှာကျွန်တော်ဒီကောင်ဆွဲကြည့်အောင်နော်ဟုတ်ပြီဆိုတော့ပြောင်းပြန်ဖြစ်နေတယ်နော်ပြောင်းပြန်ဖြစ်နေတယ်ဒီဘက်ကနေဆွဲနေပုံတူလာနော်ဒီကလာနဲ့ဟုတ်ပြီဆိုတော့ဒါကျွန်တော်ထားလိုက်တော့မယ်ကလာကြတော့logo တစ်ခုထည့်မယ်လူပုံရင်ထည့်မယ်နော်လူပုံရင်ထည့်ကြည့်အောင်ဒီထဲမှာလူပုံထည့်မယ်ဒီပုံကိုထည့်အောင်ဒီပုံဘယ်လိုထည့်မလဲဆိုကျွန်တော်တို့ဒီမှာ key to a wine ကနေပြီးတော့ဝိုင်းနာကိုဝိုင်းလေးဖြစ်စေချင်ရင်ကျွန်တော်တို့က shift လုပ်လိုက်မယ် shift လုပ်လိုက်တယ်ဝိုင်းနာဒီတော့ကျွန်တော်ဆွဲကြည့်လိုက်မယ် space bar နဲ့ရွှေ့မယ်နော်ရွှေ့ရတယ်ဒီရတယ်နော်ဆိုတော့ကျွန်တော်က
ဒီအထက်ကတော့ပဲလို့ရှိနေဆိုရင် command J တော့မဟုတ် control J နော်ဒီလည်းလည်းရတော့ပါပြီဒီ move to ယူပဲဒီနဲ့ move to ယူပြီးကျွန်တော် click ပြီးမှမယ်ဒီဘက်ကိုထည့်လိုက်လာပါပြီနော်ပေါ်နေတက်မယ်ပေါ်နေတက်ပြီးတော့သူ့ကိုကျွန်တော်border ထည့်ချင်တယ် border ထည့်ချင်တယ်ဆိုတော့ select ရမယ် control နဲ့ command control နဲ့ပြီးတော့ဒီမှာချိန်လိုက်ရတယ်နော်ပြီးရင်သူ့ကိုကျွန်တော် selection တစ်ခုကန်ပြီးတော့ right click လုပ်လိုက်မယ်ဒီပေါ်မှာ stroke ဆိုတာရှိတယ်အဲ stroke ကိုကျွန်တော် outside လုပ်လိုက်မယ်နော်ပုံရဲ့အပြင်ဘက်ကို border ထည့်ချင်တယ် border ဘာ color လဲဆိုတော့ခဏလေးကြည့်လိုက်ရအောင်နော်ဖြူအောင်လည်းထည့်မှာဆိုတော့ stroke ကိုတွားမယ် outside တွားမယ်ဖြူအောင်ရေးမယ်ဖြူအောင်ရေးလိုက်မယ် okay pixel ကဘယ်လောက်ထားမလဲ7 pixel လောက်ထားကြည့်ရအောင် okay 7 pixel အောင်ပြီးရနော်ဒီပုံတိုင်းဆိုရင်လက်ထားလိုက်မယ်နော်ပြီးတော့ကျွန်တော်တို့ဘာထပ်လုပ်မလဲဆိုတော့ logo နဲ့ဒီခေါင်းစဉ်လေးတက်ချင်တယ်ဆိုရင်ကျွန်တော်တို့ logo ဥပမာလေးနဲ့ဒီမှာ custom shape ကိုယူလိုက်ပြီးတော့ဒီတမင်ပုံထည့်လိုက်မယ်နော်တမင်ပုံလေးဒီပုံထည့်လိုက်မယ်ပြီးတော့ဒီအရောင်ထည့်ချင်တယ်ဆိုတော့ fill ထဲမှာ gradient ကိုရွေးပြီးတော့ကျွန်တော်ပြရအောင်ထည့်ချင်လိုက်မယ်နော်ဒီ gradient အပြာလေးဒီလိုလေးထည့်ဒီလိုလာဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီမှာ pixel ကိုခုကျွန်တော်ဒီမှာထားလိုက်ပြီးတော့ move to ယူကြည့်လိုက်မယ်ဒီမှာ border လို့ဖြစ်နေ border ကိုမကြိုက်ဘူးဆိုရင်ဒီမှာချက် selectဒီ selection ကိုတော့ pad ကို select လုပ်တဲ့ selection tool ပေါ့နော် pad selection tool ကိုယူလိုက်ဒီလိုပဲထည့်လာလိမ့်မယ်အချိန်ကျရင်ကျွန်တော်ဒီ stroke ဒီကောင်ကျွန်တော်တို့ဒီရဲ့ border line မှာ stroke ကို0ထားလိုက်ဒီကြည့်အောင်နော် move to ကိုကြည့်လိုက်ဒါမရှိတော့ဘူးနော်ဆိုရင်ကျွန်တော်တို့ကဒီမှာ fill မှာဖြူအောင်ဖြစ်နေတာ gradient ကိုပြင်နေတယ်ဒီကြည့်လိုက် okay ဆိုရင်ကျွန်တော်ဒီမှာ text ကိုရေးလိုက်အောင်နော် text ဆိုတာဒီမှာ text ဒီထူကိုယူလိုက်မယ်ခြေလိုက်ယူပြီးတော့ company name ဖြစ်ဖြစ်ပေါ့ company လို့ရေးလိုက်နော် okay အနေထားတော့ကိုယ့်ရဲ့အကြိုက်တိုင်းပေါ့နော်ဒီဟာကိုလည်းကျွန်တော်တို့ဒီလို pad မဖြစ်ချင်တော့ဘူး pad လမ်းကြောင်းပဲထားရမဟုတ်ဘူးဆိုရင်ပုံအတိုင်းယူပုံဖြစ်စေချင်တယ်ဆိုရင်ဒီကောင် right click လုပ်ပြီးတော့ကျွန်တော် rasterize layer ဆိုတဲ့ဟာကိုလုပ်လိုက်နော်ကျွန်တော်ပုံဖြစ်သွားမယ် okay ဆိုတော့ကျွန်တော်ဒီကောင်လည်းနေရာချကြည့်အောင်ရွှေ့အောင်လို့နော်နေလေတော့ဆက်လိုက်နော်ဆိုတော့ကျွန်တော်တို့ဒီဒီလိုအမဲဆက်လေးအပေါက်ပေါ့အပေါက်ဖောင်းမဲ့နေရာလေးတစ်ခုလုပ်ကြည့်အောင်ပြန်လုပ်မယ်အဲ့ဒါကြတော့ကျွန်တော်တို့ဒီမှာပေါ်ဆုံးလေးမှာကျွန်တော်နေရာတစ်ခုထည့်ယူလိုက်မယ်ပြီးတော့ electrical marquee tool ကိုယူမယ်ပြီးတော့ဆွဲလိုက်မယ်လုံးလေးလိုချင် shift ကိုနှိပ်လိုက်မယ်လုံးသွားပြီ space နဲ့ကျွန်တော်ကြိုက်တဲ့နေရာကိုရွှေ့မယ်ဟုတ်ပြီဆိုရင်နှိပ်လိုက်မယ်ပြီးတော့ဗာရောင်ထည့်မယ်နည်းနည်း net ပြအောင်နော် net ပြထည့်ချင်တယ်ဆိုရင် net ပြကျွန်တော်ရေးလိုက်မယ် net ပြတဲ့အထိရွေးပြီးတော့
control command delete ဆိုရင် background color ဝင်တယ်နော်ဒီ foreground color ဝင်စေချင် option delete လုပ်လိုက်ဟုတ်ကဲ့ control D ပဲလို့ SD select လုပ်လိုက်မယ်ရပါတယ်နော်ဒီပုံစံကနည်းနည်းတူလာပြီနော်ဆိုတော့ကျွန်တော်ဘာထပ်လုပ်မလဲဒီမှာသူ့ရဲ့နာမည်ထည့်မယ် position ပေါ့နော်နာမည်ထည့်ကြည့်အောင် text နဲ့ရေးပြီးနာမည်ထည့်မယ်ဒီတိုင်းရေးကြည့်လိုက်မယ်နော် OSC Rose Angel Rose Angel ဟုတ်ပြီဒါအပူဖြစ်နေတယ် Rose Angel ပြီးတော့ဒီ position က放那么低了呢，就是那 graphic designer 放那么低了，你把放我里面是出来呀的，这个是来它比了，放里面是出来了 ，OK， 那里所以。graphic designer ဟုတ်ပြီပြီးတော့ကျွန်တော်တို့က ID number ထည့်ရ ID number ခုနလိုပဲကျွန်တော်တို့ကဒီနေရာမှာနည်းနည်းလေးလုံးတဲ့ corner တိုးချင်လို့ဒီကောင်နဲ့ပြန်ယူနော်ကျွန်တော်ကြံကြံထူးနဲ့ယူပြီးဒီကောင်ကို20လောက်ထားပြီးထည့်ကြည့်အောင်20လောက်ထားပြီးဒီမှာပေါ့ပြဆွဲလိုက်အောင်နော်ကျွန်တော်ဒီ ID ကအတွက် ID number အတွက်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီထဲမှာ text ကိုရေးကြည့်အောင်text color အပြောင်းဖြစ်နေမမြင်ရအောင်နော်ဖြူအောင်တောင်းလိုက်မယ် ID number ဒီလိုရေးလိုက်မယ် ID 001122 JK တင်ထားလိုက်နော်ဒီကောင်စင်တာဘယ်လိုထားရမလဲဆိုတော့စင်တာOkay. Move to like 3G no text. Down arrow နဲ့ကျွန်တော်ရွှေ့ပြရနော် down arrow နဲ့ရွှေ့ပြီးတော့ဒီကောင့်ကိုလည်းကျွန်တော်ကအလေချချင်တယ်ဒီမှာထားမယ် Okay ပြီးတော့ဒီကောင့်ကို rasterize layer လုပ်မယ်ရပြီဆိုတော့ဒီကောင့်ဖယ်လိုက်မယ်ဒီတန်းလေးဖယ်လိုက်မယ်နော်တော့အချမ်းပြင်းကတော့ကျွန်တော်တို့ရနေပြီနော်ဒီပုံစံနဲ့လည်းတူပါရဲ့နော်ဆိုတော့ကျွန်တော်တို့ကတော်လာတော့ရဲ့နော်ကျွန်တော်တို့ဒီမှာဘားကုတ်လည်းထည့်လို့ရတယ်ဘားကုတ်ထည့်လို့ရတယ်ဘားကုတ်ထည့်ဖို့တော့ကြတော့ကျွန်တော်ဒီ link တွေကိုဘားကုတ်ဒီ ID နံပါတ်တော့ထည့်ပြီးတော့ဘားကုတ်ယူပြီးတော့ဒီအောက်မှာထည့်လို့ရတယ်နော်အဲ့ဒါကိုကျွန်တော်ဥပမာဘားကုတ်အနေနဲ့တော့ထည့်ပြလိုက်မယ်လို့ဘားကုတ်လောက်တာတော့မလုပ်ပြတော့ဘူးဟုတ်ကောင်းကို free transform လုပ်ပြီးတော့ site လေးပေးလိုက်မယ်ဆိုရင်ကြီးနေဒီရဲ့ site ကဒီဟာဒီကိုဆွဲလိုက်ပါနော်ဒီကိုဆွဲလိုက်ချုံလိုက်ဟုတ်ပြီအခုထည့်ချင်တယ်ဆိုရင်ထည့်လို့ရတယ် Okay အန်တာလုပ်လိုက်ဟုတ်ပြီဒီနေ့အတွက်တော့
tutorial ဒီ start id card tutorial เนาะဒီလောက်နဲ့ပဲလောက်ပါပဲဒီလိုတက်တယ်ဆိုတော့ကျွန်တော်တို့ဒါကို save ကြည့်အောင် save ဒီနောက်အဆုံးကကျွန်တော်တို့ရဲ့ background လေးအောင်ဖြောက်လိုက်မယ်ဖြောက်ပြီးတော့ကျွန်တော်တို့က file save လုပ်ပြီးတော့ကျွန်တော်တို့ဒီမှာ save as လုပ်လိုက်နော် save as လုပ်ပြီးတော့ကျွန်တော်တို့ဒီမှာ png နဲ့တင်လိုက်မယ်အပေါ်ဒီပုံကိုကျွန်တော်တို့ကတင်လို့ဥမာ desktop မှာတင်ပြလိုက်မယ်နော်ဒီမှာ start id card png format ပေါ့ okay save လိုက် medium file size ယူလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ word တစ်ခုမှာဖွင့်ကြည့်အောင်နော် Microsoft Word ဒီထဲမှာကျွန်တော်တို့က insert ရယ် picture ကိုတော့မယ် from file ပေါ့နော်ဒီထဲကလည်းကျွန်တော်ခုန desktop မှာထားထားတယ် desktop ကပြတော့ desktop ဒီမှာ start id png ကိုထည့်ကြည့်အောင်background ကအဖြူချင်းချင်းဆိုတော့ကွေးတာမမြင်ရအောင်ဆိုဒီ background ကိုတစ်ချက်ပြောင်းကြည့်လိုက်မယ်ကျွန်တော် page color ကိုချက်နဲ့အောင်ထားကြည့်လိုက်မယ် okay ဆိုတော့ဒီလောက်ပါနော်ဒီလိုရတော့